ရွှေရောင်မော်တစ်ပင်နားဆင်ကြည့်ပါတီတာသည်သူမီးဖခင်ဖြစ်သူဆုံးပြီးနောက်ကြုံတွေ့ရသောငွေကြေးအခက်အခဲကြောင့်မြို့ကြီးမှမိခင်ဤဇာတိရွာဟောင်းလေးစီပြောင်းရှစ်လာခဲ့ရသည်ရွာလန်းဝဲရာတွင်မြက်ပင်များဖုံးလွှမ်းနေပြီးလူသူအယောက်အပေါက်နေသောထိုကျေးရွာလေးသည်တစ်ပင်ကြီးများနှင့်ဖုံးလွှမ်းနေကနေခင်းချိန်တွင်ပင်မှောင်နေတဲ့ကဲ့သို့ခံစားရသည်ရွာသူကြီးကသူမအားရွာ၏အနောက်ဘက်ရှိရွှေရောင်မော်တစ်ပင်အနီးမသွားရန်တတိပေးခဲ့တော်လဲတီတာသည်ထိုစကားကိုလုံးဝဂရုမစိုက်ခဲ့တညနေခင်းမိုးများရွာသွန်းပြီးနောက်တစ်တောထဲမှလေတိုက်တံများကြားကတီတာသည်တစ်ပင်ကြီး၏အရိပ်အောက်တွင်ရွှေရောင်အလင်းတန်းလေးများလှုပ်ရှားနေသည်ကိုတွေ့လိုက်ရသည်သူမ၏ခြေလမ်းများနီးကပ်လာသည်နှင့်အမျှထိုအလင်းများသည်လူတန်ထန်သို့ပြောင်းလဲသွားပြီးမျက်နှာမရှိသောအမျိုးသမီးတစ်ယောက်၏ပုံရိပ်ကိုမြင်တွေ့လိုက်ရသည်သူမ၏ခြေလမ်းများနီးကပ်လာသည်နှင့်အမျှထိုအလင်းများသည်လူတန်ထန်သို့ပြောင်းလဲသွားပြီးမျက်နှာမရှိသောအမျိုးသမီးတစ်ယောက်၏ပုံရိပ်ကိုမြင်တွေ့လိုက်ရသည်ရွာသူကြီး၏ပြောပြချက်အရထိုတစ်ပင်သည်နှစ်ပေါင်းတရာကရွာသားများကိုတပ်ဖြတ်ခဲ့သောရွှေမဲအမည်ရှိမော်မျိုးသမီး၏လိရင်နှင့်ဆက်ဆက်နေသည်သူမိအလောင်းကိုတစ်ပင်အောက်တွင်မြုပ်နှံခဲ့ပြီးမိသူမဆိုညှင်းနှံ့ထိုနေရာသို့ချင်းကပ်ပါကရွှေမဲဤတရေကလိုက်လံညှင်းပန်းသည်ဟုအစဉ်လာပြောဆိုကြသည်တီတာသည်ဤအကြောင်းကိုယုံကြည်ခြင်းမရှိဘဲတစ်ပင်နီးမှကြိုက်ထီယိုခရားသို့ညတိုင်းသွားရောက်ဆူတောင်းခဲ့သည်တညတွင်မူသူမိအိတ်ခမ်းနံရံပေါ်တွင်ရွှေရောင်လက်သေးရာများပေါ်လာသည်အိမ်မက်ထဲတွင်မျက်နှာမရှိသောအမျိုးသမီးတစ်ယောက်ကမင်းကိုငတ်နေရမှာမြုပ်မယ်ဟုတီးတို့ပြောနေသည်နန်းနှခင်းတိုင်းသူမိခေါင်းကုန်းအောက်တွင်ရွှေရောင်အပွင့်များထူးဆန်းစွာတွေ့ရသည်တီတာသည်ရွှေမဲဤတရေကိုရင်ဆိုင်ရန်ရွာထဲရှိဆရာတော်ကြီးထံကူညီမှုတောင်းခဲ့သည်သို့တော်သူတို့ဖျားเจ้าသို့ရောက်သည့်အခါဆရာတော်ကြီးဤခန္ဓာကိုရွှေရောင်ဝစ်စများဖြင့်လေပင်ညက်ထားသည်ကိုတွေ့လိုက်ရသည်ရွာသားအလုံးထွက်ပြေးသွားပြီဖြစ်ကြောင်းသူတို့၏အိမ်များတွင်ရွှေရောင်လက်သေးရာများသာကြံရစ်ကြောင်းသိရသည်တီတာနောက်ဆုံးအကြိမ်တစ်ပင်နီးသို့ပြေးသွားခဲ့သည်မြက်တန်းခေါင်အချိန်တစ်ပင်မှအကိုင်းခတ်များသည်သူမိလေပင်ကိုညှက်ဖမ်းလိုက်သည်မြေကြီးထဲမှအနက်ရောင်ဆံပင်ရှည်လျားသောလက်တစုံကသူမိ၏ခြေချင်းဝတ်ကိုဆွဲငင်သည်မင်းကငါအတွက်လာတာဟူသောအတန်ကိုနားထဲတွင်ကြားလိုက်ရသည်နံနက်မိုးလင်းသောအခါရွာလုံးကျွတ်တိတ်ဆိတ်နေသည်ရွှေရောင်မော်တစ်ပင်၏အောက်တွင်တီတာ၏ခန္ဓာကိုတွေ့ရှိရသည်သူမင်းမျက်နှာပေါ်တွင်ရွှေရောင်မုံများကပ်နေပြီးလေပင်တွင်ရွှေရောင်လက်သေးရာများထင်ရှားနေသည်ရွာသူကြီး၏မှတ်တမ်းစာအုပ်ထဲတွင်လွန်ခဲ့သောနှစ်တရက်ကရွှေမဲကိုတက်ခဲ့သည့်လူသက်သမားမှာတီတာ၏ဘိုးဘေးတဦးဖြစ်ကြောင်းရေးထားသည်ကိုတွေ့ရှိခဲ့သည်ယခုအခါထိုကျေးရွာလေးသည်လုံးဝအခြေချနေထိုင်သူမရှိတော့ပေသို့သောညအချိန်တွင်ရွှေရောင်မော်တစ်ပင်နီးမှမျက်နှာမရှိသောအမျိုးသမီး၏အတန်ကိုကြားရတတ်သည်ဟုဒေသခံများကပြောဆိုကြသည်တခါတရံရွှေရောင်လက်သေးရာများဖြင့်ငိုက်ကိုလာကဲတင်ပါဟုညည်းညူတံများကိုလေထဲမှတဝင်းဝင်းကြားရသည်ဟုလည်းဆိုကြသည်တစ်ပင်အောက်တွင်မြုပ်နှံထားသောရွှေရောင်အလောင်းများသည်မိသူအဖို့စောင့်နေမည်နှင့်ဒီဇလန်းလေးကိုညှင်းနှက်ချိန်မဖက်မိစေနဲ့နော်